သမီးမွေးထားတဲ့အဖေတွေသမီးမွေးထားတဲ့အမေအရန်ရေးကြည့်ရပေါ့နော်ကိုတန်ဖိုးရှိရဆိုတဲ့ဟာကနံပါတ်1သိဖို့လိုတယ်။ဘာလို့ကိုတန်ဖိုးမသိဘူးဆိုရင်တေးကြတယ်။တစ်ချိန်ကျရင်သူလိုချင်တာရဖို့အတွက်ဒီခန္ဓာကိုသုံးပြီးတော့လိုချင်တာတွေယူတတ်တယ်ပေါ့နော်။မိန်းကလေးတော်တော်များများ။အဲ့တော့ဘာဖြစ်လဲဆိုရင်သူတို့ရဲ့တန်ဖိုးဆိုတဲ့ဟာကိုသိဖို့ကျွန်တော်သင်ပေးဖို့လိုရတယ်။အဲကြောင့်မလို့ငယ်ကလေးကသူတို့ဒီအမှုပညာဆန်းဆန်းဂုဏ်ဒီရှိနေတယ်ဆိုတဲ့ခံစားချက်မျိုးပေါ့နော်။ပြီးရင်နောက်တစ်ခုအရေးကြီးတယ်သူ့ရဲ့ family သူ့မှာအနီးဆုံးဖြစ်တဲ့အမေနဲ့အဖေမိသားစုဒီသူ့အတွက်အမြဲတမ်းရှိတယ်ဆိုတာဟာအရေးကြီးတယ်။မဟုတ်ဘူးအမေနဲ့လည်းရန်ဖြစ်တယ်အဖေနဲ့လည်းရန်ဖြစ်တယ်ဆိုရင်ဒီလိုသမီးတယောက်ကဘယ်လိုဖြစ်မလဲသူ့ရဲ့ပျော်ရွှင်မှုသူ့ရဲ့နှွေးထွေးမှုအချစ်တွေကိုဘယ်မှာပဲရှာမှာအပြင်မှာရှာမှာအပြင်မှာဆိုရင်တေးကြတယ်သူ့ကိုကလိလာလို့တဲ့ play boy နဲ့တွေ့သွားတယ်ဆိုလဲပါသွားနိုင်တယ်ဟုတ်လားတခုခုဆိုဒိန်းကနေဆိုရင် तू ကခိုးပြေးသွားတယ်လည်းဖြစ်နိုင်တယ်သမီးတွေကိုထိန်းချောင်းတဲ့အချိန်မှာအရေးကြီးဆုံးကတော့ဗာလဲဆိုရင်အနီးဆုံးမှာရှိတဲ့နားတစ်ဖက်ဖြစ်ဖို့လိုတယ်အမေပဲဖြစ်ဖြစ်အဖေပဲဖြစ်ဖြစ်ပေါ့နော်နောက်တစ်ခုကအဖေရဲ့ role ကတော်တော်လေးအရေးကြီးတယ်အဖေကဒီရဲ့မိသားစုပေါ်မှာပြုစုပြောထောင်မှုလည်းရှိတယ်ခေါင်းဆောင်မှုလည်းကောင်းတယ်ပြီးသူ့အမေပေါ်မှာဆက်ဆံတဲ့ဟာကိုလည်းသူတွေ့တယ်ဆိုတာသူ့ဘဝမှာမြင်မှုတဲ့ယောက်ျားတစ်ယောက်ရဲ့ standard ဒီသူ့အဖေကိုသူမြင်မှုတယ်တေးကြရဲသူယောက်ျားယူတဲ့အချိန်ညရင်သူ့အဖေလောက်မတိုင်တော့မှသူ့အဖေ level အရန်မနှိမ့်တဲ့လူတစ်ယောက်ကိုသူယူမှာပဲဘာကြောင့်လဲဆိုတော့သူ့ရဲ့လောကထဲမှာဒီအဖေဆိုတဲ့ role ကိုသူကမြင်ပြီးသားပေါ့နော်အဲကြောင့်မို့လို့သမီးတယောက်တေချာမွေးထားရဲဆိုရင်အဖေရဲ့ role ကတော်တော်လေးအရေးကြီးပါတယ်